ဘာသာရေးနဲ့ကိုးကွယ်တာနဲ့ဘယ်လိုကွာဝါကိုးကွယ်တယ်ဆိုတာကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့လုံလမပါဘဲနဲ့သူ့ကိုတပန်းလောက်တာသူ့ပေါ်မှာအယမ်းမိခိုတာ तू ကငါ့ကိုဘာများပေးမလဲတဲ့ဟုတ်လားသူ့ကိုငါကြောလိုက်ရင် तू ငါ့ကိုဘာများပြန်ပေးမလဲငါအတွက်ကောင်းကျိုးချမ်းသာတစ်ခုခုလက်လာပါတစ်ခုခု तू ငါ့ကိုဘာများပြန်ပေးမလဲဆိုတဲ့စိတ်အဲ့ဒါကိုးကွယ်စီးကတ်တာကြတော့ဘာလဲဆိုတော့သူ့ရဲ့အတွေးခေါ်သူ့ရဲ့အယူအဆနဲ့သူ့ရဲ့နီးနာနေတရားတွေကိုသူဒီလိုပြောပြလို့ငါကြင့်ကြံလို့ရဆိုပြီးတော့ကို့မှာပြဿနာတစ်ခုခုရှိတိုင်းမှာသူ့ရဲ့နီးလန်းနေတဲ့ကနေပြီးတော့ကို့ပြဿနာကိုဖြေရှင်းလို့ရနိုင်မဲ့ solution တွေသူ့ထဲတဲ့ကနေတွတ်ရှာတာအဲ့ဒါကြတော့ဗုဒ္ဓကိုစီးကတ်တာဖြစ်သွားတယ်ကိုးကွယ်တာမဟုတ်တကယ်တော့ကျွန်တော်တို့ကဗုဒ္ဓကိုကိုးကွယ်ရမှာမဟုတ်ဗုဒ္ဓကိုစီးကတ်ကဖခင်ရုပ်ထုကြီးရှေ့သွားထိုင်ပြီးတော့ထိုင်ကြတော့နေုံနဲ့ဗုဒ္ဓကျွန်တော်တို့ဘာမှပေးမှာမဟုတ်ဘူးလေလုံးရင်ဖြစ်မယ်မလုံးရင်ဖြစ်ဒါပဲလေသူလည်းလုံးပြသွားပဲလေမလားမင်းတို့လုံးရင်ရမယ်မလုံးရင်တော့မရဘူးကိုးကွယ်တာထက်ဗုဒ္ဓကိုကျွန်တော်တို့ကစီးကတ်ကကျွန်တော်တို့ရဲ့အဓိကဆရာသမားတစ်ယောက်မိဘတစ်ယောက်အဲ့လိုမျိုးစီးကတ်တာသူ့ရဲ့နီးနာနီးတရားတွေကကျွန်တော်တို့ရဲ့ life အတွက်ကို solution တွေသူ့စီမှာရှိတယ်အဲ့တော့သူ့ရဲ့နီးနာနီးတရားတွေကိုကျွန်တော်တို့ကယူပြီးတော့သူ့ကိုကျွန်တော်တို့ဆရာအဖြစ်တင်တယ်ဆိုကြပါစို့ကျွန်တော်တို့ဒီဗုဒ္ဓနဲ့ခစ်ပြိုင်တွေရှိခဲ့တယ်ဗျာကျွန်တော်တို့ဘယ်သူတွေရှိမလဲဆိုလို့ရှိရင်ဟို Confucius တရုတ်မှာဆိုသူ့အတွေးခေါ်လုံးဝအကျွတ်ကြီးလေတဲ့မလားလူတရုတ်တွေကသူ့ကိုကိုးကွယ်တာမဟုတ်တာသူ့ရဲ့အယူဝါဒနဲ့သူ့ရဲ့အတွေးခေါ်တွေကိုပြန်သုံးတာအဲ့ကြောင့်မလို့တရုတ်ကကမ္ဘာမှာစီဝိုင်းအင်အတောက်တင်းဆုံးဆိုတာတော့ပြောလို့မရဘူးလေဘာလို့လဲဆိုတော့ Confucius ရဲ့အတွေးခေါ်တွေကောင်းနေအများကြီးသုံးတယ်ပြီးရင် Sun Tzu ရဲ့အတွေးခေါ်တွေသုံးတယ်ဗျာဆိုတော့ဖျားဆိုတဲ့ဟာခဏထားအောင်များတယ်မလားဟိုသူကိုယ်တိုင်ကလည်းငါဖျားပါဆိုပြီးတော့လိုက်ကြွားပြီးပြောခဲ့တာမျိုးတစ်ခုမှမရှိဘူးဗျာမလားဆိုတော့ပြောချင်တဲ့အိဗယ်ကဘာလဲဆိုလို့ရှိရင်ဥပမာပဲဆိုတော့မြန်မာမှာဆိုလို့ရှိရင်နတ်ကိုးကွယ်မှုဆိုတာရှိနတ်ကိုးကွယ်မှုမှာကျတော့ရှင်းရှင်းလေးပဲလေဒီနတ်ကိုမဲုံငါဘာနဲ့ပူဇော်မယ်ငါ့ကိုမင်းဘာပြန်ပေးနတ်ကိုးကွယ်မှုမှာအဲ့ဒါကြောင့်ကိုးကွယ်တာလေတဲ့မလားတကယ်ပါဆိုဟို Pythagoras theorem ကြီးကိုကျွန်တော်တို့က Pythagoras ကိုထိုင်ကြတော့နေုံနဲ့အဲ့ theorem ကိုကျွန်တော်တို့မသုံးလို့မရဘူးလေသူ့ရဲ့ theorem ကိုကျွန်တော်တို့ကိုယ်တိုင်လေ့လာပြီးကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ real world မှာ practice လုပ်မှသူ့ theorem ကိုနားလဲတာလေအဲ့လိုမျိုးပဲဗုဒ္ဓခေါ်ခဲ့တဲ့တရားတွေကလည်းလက်တွေ့ကျင့်ကြံရမယ်သဘောတရားဗျာတကယ်မလားဗုဒ္ဓရဲ့အယူဝါဒကတော့ဘာပြောထားလဲဆိုတော့တရားပုံတော်6ပေါင်းပါတယ်ဗျာအေဟိပတိကောဆိုတဲ့ပါဠိလေးတစ်ကြောင်းပါတယ်အဲ့ဒီပါဠိလေးကတော့ဘာပြောတာလဲဆိုတော့ဘုရားကိုယ်တိုင်ပြောတာနော်ဘာပြောတာလဲဆိုတော့ငါရဲ့အယူအဆကိုတဲ့ဘယ်သူမဆိုကြိုက်တဲ့လူအချိန်မရွေးလာလေလားမင်းတို့ကြိုက်ရင်လက်ခံမကြိုက်ရင်ပြန်ထွက်သွားမင်းတို့ထောက်ပြစရာရှိရင်ငါ့ကိုအချိန်မရွေးထောက်ပြ philosopher လို့ပြောလို့ရတယ်ဗျာသိရမလားကျွန်တော်တို့ကအများကြီးသူ့ရဲ့အတွေးခေါ်တွေနဲ့သူပေးတဲ့နီးလန်းတွေကအများကြီးကျွန်တော်တို့ရဲ့ဟို life improvement ဖြစ်ဖို့အတွက်ကိုအများကြီး supporting ပေးတယ်ကျွန်တော်တို့အတွက်ကိုလေ